အားလုံးပဲမင်္ဂလာပါကိုချိုင်းလေးရဲ့ YouTube channel ကနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်เนาะကိုချိုင်းလေးကဒီ18ရက်ဒီအဖွင့်ပေါ့เนาะ18ရက်3လ2025ကနေပြီးတော့21ရက်3လ2025ဒီပေါ့တပတ်စာအပိုင်ငွေရောငွေကဏ္ဍတွေကိုအခမဲ့မျှဝေတင်ဆက်ပေးသွားမှာပဲဖြစ်တယ်ကိုချိုင်းရဲ့ YouTube channel လေးကို subscribe လေးမနှိပ်ရသေးဘူးဆိုတော့ subscribe လေးနှိပ်ထည့်ပေးကြပါအောင်ဗျာเนาะတူမြင့်တူပေါက်မဟုတ်ပဲနဲ့အများပေါက်အောင် share လို့ရတဲ့နေရာလေးတွေမှာ share ပေးထားမျှဝေလို့ရတဲ့နေရာလေးတွေမှာမျှဝေပေးထားကြပါလို့ရေအဲဒါဆိုရင်တော့ဒီပေါ့ဒီတပတ်စာအတွက်အပိုင်ငွေရောငွေကဏ္ဍတွေကိုတင်ဆက်ပေးလိုက်ပါတယ်เนาะကဲအင်္ဂါမကျော်ပတ်တီးတစ်လုံးကတော့၄ပတ်တီးပဲဖြစ်ပါတယ်၄တစ်လုံးပိုင်ပေါ့เนาะအင်္ဂါမကျော်၄ပတ်တီးပါဖူးမကျော်ကီးရတော့3ခွန်5ကီးပဲဖြစ်တယ်တပတ်စာမွေး break အနေနဲ့ကတော့10 break ပဲဖြစ်ပါတယ်เนาะတပတ်စာမွေး main of ကွက်တွေက30ခွန်4 5ကိုအဲ့3ကွက်ကိုပြီးဆော့မယ်ပြီးတော့အပူးတစ်ကွက်ပါထည့်ပြီးတော့မွေးပါလေးအပူးတစ်ပတ်ပါလေးအပူးတစ်ကွက်ပါမွေးပါပေါ့เนาะကဲဒါဆိုရင်တော့အားလုံးပဲအဆင်ပြေကြမယ်လို့ထင်တယ်ဒါတော့ကိုရှိုင်းရဲ့မူအရာတွက်ထုတ်ပေးထားတယ်အပိုင် main or main ကဏ္ဍတွေဖြစ်တယ်အဲ့တော့ main ဆွေတို့အနေနဲ့ကိုဘာသာကိုညံလေးရှိသလောက်စမ်းလေးရှိသလောက်ကန်လေးရှိသလောက်เนาะယူ3ယူကစားလို့ရပါတယ်ကိုရှိုင်းကငွေတစ်ပြားတစ်ချက်မှမယူမတောင်းမနဲ့အခမဲ့မျှဝေတင်ဆက်ပေးတာဖြစ်တယ်အဲ့တော့အနေနဲ့အများလဲချော်မှုကတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့စေတနာနဲ့စူးစမ်းပေးထားတာဖြစ်တဲ့အတွက်စေတနာအကျိုးပေးမယ်လို့ယုံကြည်ပါတယ်ဗျကဲအားလုံးပဲအဆင်ပြေကြပါစေ